Hello မင်္ဂလာပါရှင်ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ရှေ့ရိုးရှင်းလေးနဲ့ရှစ်ဆရာကောင်းတဲ့ classic လေးဒီပန်လေးကိုထုတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အင်းလေးထိုးဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့လမ်းနှုံကြီးနှလုံးလိုမယ်ပြီးရင်အစိုက်က 2.5mm ကိုအသုံးပြုပြီးထိုးတော့ဖြစ်ပါတယ်ပြီးလို့ရှိရင်ကကြီးလိုမယ်လက်ကျိတ်လိုပါမယ်အရင်ဆုံးအောက်ခံပြားကိုထိုးပါမယ်အောက်ခံပြားထိုးဖို့ရဆိုလို့ရှိရင်စလင်းတော်လေးကိုအရင်လောက်ပါမယ်နော်စလင်းတော်လုပ်ပြီးပြီဆိုလို့ရှိရင်ချင်းဆယ်ကထိုးပါမယ်အခုချင်းဆယ်ကထိုးမယ်ချင်းတစ်ခါနှစ်ခါသုံးခါလေးခါ6ခါ9ခါ10ခါ9 10မျိုး10ခါပြည့်ပြီဆိုလို့ရှိရင်နောက်တစ်ချိန်တစ်ခါထပ်ထိုးမယ်တစ်ခါထပ်ထိုးပြီးရောချင်းဘေးကအပေါက်မှာတိုင်တိုလေးတွေထိုးသွားမယ်နော်အဆုံးထိတိုင်တိုလေးတွေတစ်ပေါက်တိုင်ဒီနဲ့ထိုးသွားပါမယ်နော်တိုင်တိုလေးတွေတစ်ပေါက်တိုင်ဒီနဲ့ထိုးပြီးသွားပြီဆိုလို့ရှိရင်တစ်ဖက်လှည့်ပြီးလို့ရှိရင်အဲဒီတိုင်တိုထိုးထားတဲ့အပေါက်မှာပဲနောက်ထပ်တိုင်တိုလေးတွေထပ်ပြီးတော့ထိုးသွားပါမယ်ဆုံးထိထိုးသွားမယ်နော်အလိုမျိုးကိုအတန်း50ပြည့်အောင်ထိုးသွားရပါမယ်နော်အတန်း50ပြည့်ပြီဆိုလို့ရှိရင်ချင်းတစ်ခါထိုးမယ်ချင်းတစ်ခါထိုးပြီးလို့ရှိရင်ဘေးကအပေါက်မှာတိုင်တိုထိုးမယ်နော်တိုင်တိုထိုးပြီးလို့ရှိရင်စထိုးတဲ့တိုင်တိုကိုမှတ်ကြိတ်လေးမှတ်ထားလိုက်မယ်ပြီးလို့ရှိရင်တပေါက်တိုင်စီနဲ့တိုင်တိုတွေပပတ်လေးထိုးလာခဲ့ရပါမယ်เนาะမှတ်ကျိတ်နာရောက်တဲ့အထိထိုးလာခဲ့ရပါမယ်မကျိတ်နာရောက်ပြီဆိုလို့ရှိရင်မှတ်ထားတယ်မကျိတ်လေးကိုဖြုတ်ပြီးလို့ရှိရင်တိုင်အန်ဂျင်နီယာမှာချက်ကော်နဲ့အဆုံးတက်လိုက်ပါမယ်နော်ချက်ကော်နဲ့ဆုံးတက်ပြီးသွားပြီဆိုလို့ရှိရင်ရှိန်3ခါထပ်မယ် body ထိုးဖို့အဲ့ရဲ့ body ထိုးဖို့အတွက်ရှိန်3ခါတက်ပါမယ်နော်ဟင်းသုံးကတက်ပြီးလို့ရှိရင်တရိပ်ရှင်းမယ်အမှတရိပ်ရေးမယ်အမှတရိပ်ရေးပြီးလို့ရှိရင်ချင်းရရှိရနေမထိုးပဲနဲ့နောက်ကနေပြီးတော့ရှင်နောက်ကနေပြီးတော့ထိုးရမယ်နော်နောက်ကထိုးပြီးရင်ဘေးရရှိမှရှေ့ရနေတခါပြန်ထိုးပါမယ်ပြီးလို့ရှိရင်ရှီကိုတခါတည်းဆွဲယူလိုက်မယ်ရှီကိုတခါတည်းဆွဲယူပြီးလို့ရှိရင်တိုင်ရှည်ထိုးလေးကပဲနှစ်ခါထုံးထုံးလိုက်ပါမယ်ပြီးရင်ခုနကလိုပဲချင်းရဲ့နောက်ကနေယူမယ်ယူပြီးရင်ဘေးကချင်းရဲ့နောက်ကနေအရှိကနေပြီးတော့ချင်းကနေထုံးလိုက်မယ်ထိုးပြီးလို့ရှိရင်တခါတည်းရှီကိုဆွဲယူလိုက်မယ်ဆွဲယူပြီးလို့ရှိရင်တိုင်ရှည်ထိုးလေးကပဲရိုးတိုင်ရှည်ထိုးလေးကပဲထိုးလိုက်မယ်
ပြီးပထမဆုံးထိုးထားတဲ့အပေါက်မှာမှတ်စိတ်လေးနဲ့မှတ်လိုက်မယ်နော်တည်ရင်းမယ်နောက်ကနေထိုးမယ်ထိုးပြီးဘေးကချင်းရင်ရှေ့ကနေထိုးမယ်ထိုးပြီးလို့ရှိရင်ရှီကိုတစ်ခါတည်းဆွဲထုတ်မယ်ဆွဲထုတ်ပြီးလို့ရှိရင်တိုင်ရှိရုပ်တိုင်ရှိထိုးလေးကပဲထိုးလိုက်မယ်နော်ဒီရေးမယ်နောက်ကနေပြီးထိုးလိုက်မယ်ထိုးပြီးလို့ရှိရင်ရှေ့ကနေတစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်အရှိကိုတစ်ခါတည်းဆွဲထုတ်လိုက်မယ်ပြီးရင်တိုင်ချီထိုးလေးကပဲထိုးလိုက်မယ်အဲ့ဒါကို BBDC လို့ခေါ်ပါတယ်နော် BBDC ထိုးနည်းလို့ခေါ်ပါတယ်အဲ့လိုမျိုးပပလေးထိုးလာခဲ့ရပါမယ်နော်ဘုံမိတရဲ့ညာတီထိုးလာခဲ့ပေးပါမယ်မကြည့်ထားတဲ့နေရာရောက်ပြီဆိုလို့ရှိရင်အဲ့ဒီမကြည့်ထားတဲ့နေရာမှာပဲနောက်ကနေပြီးတော့နှစ်ကလိုပဲနော်နှစ်ကလိုပဲနောက်ကနေပြီးတော့ထိုးဘုံမိရဲ့နောက်ကနေပြီးတော့ထိုးသွားမယ်ပြီးရင်ဘေးကအပေါက်ကရှေ့ကနေပြီးတော့ထိုးမယ်ပြီးရင်ခုနကတခါတည်းတိုင်ကိုရှီကိုဆွတ်ထုတ်လိုက်မယ်ဆက်လုပ်ပြီးလို့ရှိရင်ရိုးတိုင်ရှီထိုးလေးကပဲဆက်ထုတ်သွားမယ်အဲ့လိုမျိုးကိုပပလေးထိုးသွားမယ်နော်ပပလေးပဲဒီထိုးသွားမယ်ဆိုတော့ပပလေးအတန်ရိုးစနစ်တန်အထိရအောင်ထိုးလာခဲ့ပေးပါနော်ရိုးစနစ်တန်ထိပြီးပြီဆိုလို့ရှိရင်အိတ်ကိုညီချလိုက်မယ်နော်အိတ်ကိုညီချပြီးလို့ရှိရင်ဒီဘေးရဲ့ဘေးရဲ့အလဲကနေပြီးတော့ရှက်ကောထိုးလိုက်မယ်နော်ရှက်ကောထိုးပြီးလို့ရှိရင်ရှိန်3ကတက်မယ်ရှိန်3ကတက်ပြီးလို့ရှိရင်ခုနကလိုပဲ BBDC ထိုးနေတိုင်းပဲထိုးသွားမယ်နော်ခုနကရှိန်3ကတက်တဲ့နေရာမှာမှတ်ချိန်လေးမှတ်ထားလိုက်မယ်အဲ့လိုပဲခုနကလိုပဲထိုးသွားမယ်နော်အဲ့ဒါကိုပပလေးပြအောင်ထိုးသွားမယ်နော်ပလေးထိုးပြီးသွားပြီဆိုလို့ရှိရင်မှတ်ချက်ထိထားတဲ့နေရာမှာရှက်ကော်နဲ့အဆုံးတက်လိုက်မယ်နော်ရှက်ကော်နဲ့အဆုံးတက်ပြီးတော့ဖုံးမီတစ်ချက်ကြည့်ပြီးတော့ရှီကိုဖြတ်လိုက်ပါမယ်ဆိုရင်တော့အိတ်ကလေးပြီးပြီပေါ့နော်ကျိုးစားထိုးဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးရှိန်နှခါထိုးမယ်နော်ကျိုးကိုရှည်ရှည်လေးထားပြီးတော့ထိုးမယ်နော်ရှိန်နှခါထိုးမယ်အရင်ဆုံးစလစ်နော်အရင်လောက်လိုက်မယ်စလစ်နော်လုပ်ပြီးတော့ရှိန်နှခါထိုးမယ်တကနှခါပြီးရင်ပထမဆုံးရှိန်မှာတိုင်တူထိုးမယ်နော်ပထမဆုံးရှိန်မှာတိုင်တူထိုးလိုက်မယ်တိုင်တူထိုးပြီးတော့ဘေးမှာနှစ်ပေါက်ရှိရနော်နှစ်ကျိုးရှိရအဲ့ကျိုးနှစ်ချိုးမှာလည်းတိုင်တူထိုးမယ်နော်လိုမျိုးဟိုဘက်ဒီဘက်လှည့်ပြီးတော့ထိုးသွားမှာနော်
အဘေးမှာကျိုးနှစ်ကျိုးရှိရနော်အဲ့ကျိုးနှစ်ကျိုးကိုတခါလဲကလော်ပြီးတော့တိုင်တိုးထိုးလိုက်မယ်အပေါ်မှာ၃ချောင်းရှိတယ်အဲ့ဒါကိုနှစ်ကျိုးကိုတစ်ခါထုတ်ပြီးတော့နှစ်ကျိုးကိုတစ်ခါထုတ်မယ်တစ်ဖက်လှည့်မယ်ကျိုးနှစ်ကျိုးကိုတစ်ခါလေးထိုးလိုက်မယ်ပြီးရင်ကျိုးကိုအဲ့ကျိုးနှစ်ကျိုးနဲ့တစ်ခါလေးထုတ်လိုက်မယ်ထိုးပြီးတော့တိုင်ထိုးမယ်အဲ့လိုမျိုးကိုပတ်ပတ်လေးထိုးပြီးတော့ဒီမျိုးဟိုဘက်ဒီဘက်လှည့်ပြီးထိုးရမယ်နော်ထိုးပြီးတော့ဘယ်နှခုထိုးရမလဲဆိုတော့တရားနဲ့မှ20တိထိုးလာခဲ့ပြီနော်တရားနဲ့20တိထိုးလာခဲ့ပြီပါနော်အဲ့ဒါလေးကိုတရားနဲ့20တိထိုးပြီးပြီဆိုလို့ရှိရင်ဘေးကအပေါက်လေးထဲမှာရှက်ကော်လေးတွေထိုးသွားမယ်နော်ရှက်ကော်လေးတစ်ပတ်တိုင်းစီနဲ့ထိုးသွားမယ်နော်လူမျိုးကိုကျိုးအဆုံးထိထိုးသွားမယ်နော်ကျိုးဆုံးရလို့ရှိရင်တန်တူမယ်နော်ခွင်းလေးတွေမှာပဲရှက်ကော်တွေထိုးမှဖြစ်တဲ့ကြောင့်မို့လို့တစ်ဖက်ကိုဒီကျိုးချောင်းကိုကြော်ပြီးတော့ခွင်းမှာရှက်ကော်လေးတွေတတ်ထိုးလိုက်မယ်နော်ကြော်ပြီးတော့ဒီဘက်ကခွင်းမှာရှက်ကော်တွေတတ်ထိုးလိုက်မယ်အဲ့လိုမျိုးကိုခဏကလိုပဲတပေါက်တိုင်စီနဲ့ရှက်ကော်လေးအဆုံးထိထိုးသွားမယ်နော်အဆုံးထိပြီးပြီဆိုလို့ရှိရင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဟိုဘက်ကရှက်ကော်လောက်ထားတဲ့ဟိုအချိန်မှာသွားပြီးတော့ရှက်ကော်နဲ့အဆုံးတက်လိုက်မယ်နော်ရှက်ကော်နဲ့ဆုံးတက်ပြီးလို့ရှိရင်ဖုံးမီတစ်ချက်ချစ်ပြီးတော့ကျိုးရှိရှိလေးထားပြီးတော့ဖြတ်လိုက်ပါမယ်နော်လိုမျိုးကိုကျိုးနှစ်ချောင်းထိုးရပါမယ်နော်ကျိုးတက်ဖို့အတွက်အိတ်ကိုညီညီလေးချမယ်ချပြီးလို့ရှိရင်ပေကျိုးနဲ့တိုင်းလိုက်မယ်နော်ပေကျိုးနဲ့တစ်ဖက်ကို5စင်တီမီတာတစ်ဖက်ကို5စင်တီမီတာထားလိုက်မယ်နော်5စင်တီမီတာထားပြီးတော့ဒီ5စင်တီမီတာထားတဲ့နေရာမှာမှတ်ချိန်လေးမှတ်ထားလိုက်မယ်နော်ဟိုဘက်ဒီဘက်5စင်တီမီတာမှာမှတ်ချိန်လေးမှတ်ထားလိုက်ပါမယ်ကျိုးစားတက်မယ်ဆိုလို့ရှိရင်အဲ့ရဲ့အတွေ့ဘက်ကနေပြီးတော့တက်ရပါမယ်နော်ကျိုးတက်လို့ရှိရင်ဟိုပတ်လေးကျိုးရဲ့ပတ်လေးကိုပခိုင်လေးနဲ့တုပ်သွားပါမယ်နော်ဒီတက်လေးနဲ့ချုပ်သွားပါမယ်
နေတက်တက်လေးချုပ်ပြီးဆိုလို့ရှိရင်အခုဆိုရင်တော့ချစ်စရာကောင်းတဲ့အိတ်ကလေးရပါပြီရှင်ဒီလိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်